ဒီနေ့တောင်ဝေဘက်ရောက်တာနဲ့ course လုပ်နေကြတဲ့တဲဆိုင်ကိုလမ်းရှိုးလိုက်တော့ press to nail တစုံကတ်မယ်ဆိုရင်ခြေသေး gel one color free တဲ့အဲ့ဒါနဲ့လက်သေးကရုံဖြစ်နေရတဲ့ကြုံတော့ဝင်လောက်ခဲ့တယ်ဆိုင်လေးကထွေထူးပြောကြတော့မလို့လောက်အကုန်လုံးသိကြတယ် Selina Beauty Club ပေါ့နော်ဒီ press to nail ဆိုင်ကိုတိကြတဲ့ကသွားလောက်လာတဲ့မြလက်သေးပေါ့နော်အဲ့ဒီအကုန်လုံးကလည်းကိုယ့်ကိုကြိုက်လို့ကိုသွားလောက်ထားတာ course အခုသွားလာတာကတော့တာမွေ branch ပေါ့နော်လိပ်စာလေးလည်းရေးပြထားပါတယ်ရောက်တော့နေကို design အသစ်တွေအရင်လှရတယ်ဆို course အရင် press to nail ကတ်မယ်ဆိုလို့ရှိရင်ပုံမှန်တိုင်းပဲပေါ့နော် cleansing နဲ့ကတ်ပေးတာတော့ free ပဲဒါပေမဲ့အခုကကတ်ပေးတာအပြင် Monday to Thursday ခြေတန်း one color ပါ free ဆိုပေးနေပါလက်သက်ဆိုလို့ရှိရင်ကြောက်ကလေးနဲ့အလို cut eye နဲ့ကြီးကြီးပြောင်လေးဆိုအရင်ကြိုက်တယ်လိုမျိုးလေးပေါ့နော် cost သွားခဲ့တဲ့ရက်က Halloween ရောက်ခဲ့နီးဆိုတော့ Halloween နဲ့ theme တွေလည်းရှိတယ် design မိုင်းကတော့တော်တော်အားရတယ်ခြေသေးလေးလည်းအများကြီးပဲပေါ့နော်ပြပြပေးမယ်ဒါရီဆိုရင်အခုနောက်ပိုင်းမှာကိစ္စလာတဲ့ tech news လေးတွေပေါ့နော် so cute ဒီလို cute စီလေးကိုကြိုက်တဲ့ကောင်မလေးတွေလည်းရှိရယ်ကလေးလေးလက်သေးလေးတွေပါရှိရယ်ပေါ့နော်ဒီလို random ထောက်လိုက်လို့ရှိရင်တော့မှ design တွေက beach သွားဖို့လက်သေးရှာရဲဆိုလို့ရှိရင်လည်းဒီမှာသူ theme လေးနဲ့သူထားပေးထားတယ်ပေါ့နော်ဆိုင်မှာသွားလို့ရှိရင်တော့မှကိုလက်မှာဘယ်လိုပုံစံထွက်လာမလဲဆိုတော့ကြုံမမြင်ရတော့မသိနိုင်ဘူးဒါရောခြေသေးပါခြေသေးလည်းတော်တော်ဆုံးဆုံးလေးရှိရယ်အယောင်လေးဆိုရင်အပြည့်သူတို့စီမှာကဒီလိုမျိုးရောင်းပေးတဲ့အပြင်လက်ကလည်းရောင်းပေးရပေါ့နော်လက်ကဆိုလက်ကားစီးလည်းရှိပါတယ်ဒါကတော့နောက်ဆုံးရွေးထားတဲ့နှစ်ခုတွေကတစ်ခုပြန်ရွေးနေတာ cost ဒီဟာလေးပဲရွေးလိုက်ပါတယ်တိုတာလေးတေချာတသက်ရဖြောင်တန်ရှင်းလေးလုပ်ပေးပြီးမှကတ်ပေးရပေါ့နော်အရင်ကကတ်ထားတဲ့အတူကိုခွာမယ်ဆိုရင်တစ်ချောင်း300ပေါ့နော်အပြင်ကဆိုးလာတဲ့ gel extension ဆိုလို့ရှိရင်သူတို့ကတစ်ချောင်းကို600နဲ့သူတို့ခွာပေးတယ်ပေါ့နော်တကယ်ဒီဟာကအချိန်ကုန်အရင်သက်တာတယ်ခုဆိုရင်သူတို့က home service ပါရနေပြီဆိုတော့ပွဲတက်ဝက်တဲ့နေ့အတွက်လည်းလာကတ်ပေးတယ်ပေါ့နော် UV lamp လေးနဲ့ပြပေးပြီးဆိုရင်လည်း cuticle oil လေးတွေတေချာလေးလိမ့်ပေးပါတယ်ကဲဘေးကနေ cost ကလက်သေးတစုံကတ်ထားတဲ့အတွက်ကြောင့်မို့လို့ခြေသက် one color free ဆိုပေးမှာပေါ့နော်အယောင်ရွေးတဲ့အခါကျတော့ cost ကအနေရင်စက်သွေးရောင်လေးကိုရွေးထားပေါ့နော်အသားလင်းသွားအောင်နော်ခြေသက်လက်သေးလုတ်ပြီးသွားတယ်လေဒီလေလိုကလက်မှာလက်ကောက်တွေဆွဲကြိုးတွေတော့မလို့တကယ်မှလည်းငါ confident ငါဆိုဟိုကဲလောက်လည်းလောက်ပြီးဆိုတော့ကျွန်မပြန်တော့မေးအော်ပြီးတော့လမ်းညွှန်ပေးမယ်။ကြောက်မြောင်ဓမ္မစင်တာလမ်းထဲကိုဝင်လာတာနဲ့ဒီလိုညောင်မင်းကြီးကတပေမဲရှိတယ်။အဲ့ညောင်မင်းရောက်တာနဲ့ဆလီနာကိုရောက်ပါပြီ။ကဲလက်သေးသွားလောက်ရင်လည်းခြေသေးပါဆိုးလိုက်အောင်နော်။ Thank you so much. Bye bye.